ဒီမုံမြတ်တဲ့ချီဝါဝါခွေးမလေးကရိုးဟလောဟာခွေးတိုက်ပွဲပြိုင်ပွဲတစ်ခုတည်းကိုပြစ်ချခံလိုက်ရပြီးသူ့ရဲ့ပြိုင်ဘက်ကတော့အရက်ရှိတဲ့ဒိုဘာမန်ခွေးကြီးတစ်ကောင်ဖြစ်ပါတယ်ပွဲစားတာနဲ့ဒိုဘာမန်ကကရိုးရဲ့ဝတ်တွေကိုတကိုက်တဲနဲ့ဆွဲဖြစ်လိုက်ပြီးသူ့လက်ဘင်းမှာဆွဲထားတဲ့စိန်ဆွဲကြိုးကိုပေါ်လာစေပါတော့တယ်ဒီအချက်ကခွေးကိုသမားရဲ့မျက်စိကိုဖန်ဆားသွားပြီးကရိုးကတော့ဒိုဘာမန်စီကနေအနောက်ကိုဆုတ်ခွာနေပါတယ်အဲ့ဒီအချိန်မှာဂျာမန်တိုးထင်းခွေးတစ်ကောင်ကတကားကိုဖွင့်ပေးလိုက်လို့ကရိုးအောင်မြင်စွာထွက်ပြေးလွှတ်မြောက်သွားပါတယ်ခွေးကိုသမားကသူမကိုလိုက်လံဖမ်းဆီးဖို့လူတွေကိုချက်ချင်းလွတ်လိုက်ပါတယ်စိန်ဆွဲကြိုးကိုရဖို့အသေးအတန်ဖြစ်နေပြီးကရိုးမီတော့မဲ့အစဲကိုမြင်လိုက်ရတဲ့အခါတိုးထင်းခွေးကသူမကိုပါဇက်နဲ့တိုက်ရိုက်ကိုက်ယူပြီးပြေးပါတော့သည်တန်လန်တန်စက်တာစီးထားတဲ့ခြံစည်းရိုးတစ်ခုကသူတို့လမ်းကိုပိတ်ဆို့ထားပေမဲ့တိုးထင်းခွေးကအဲ့ဒီအပေါ်ကိုမြင်မားစွာခုန်ကျော်သွားပြီးခွေးကိုသမားတွေကိုနောက်မှကြံရစ်စေခဲ့ပါတယ်ဒါပေမဲ့ခွေးကိုသမားခေါင်းဆောင်ကကရိုးကိုခြေရခံဖို့ဒိုဘာမန်ကိုလွှတ်လိုက်ပါတဲ့တစ်ချိန်တည်းမှာပဲတိုးထင်းခွေးကဒိုဘာမန်အနက်မခံနိုင်အောင်ကရိုးကိုလမ်းဘေးကရွံ့လုံကန်တဲ့ကိုတွန်းချပေးခဲ့ပါတယ်အဲ့ဒီနောက်ကရိုးကသူ့ရဲ့ပိုင်ရှင်နဲ့အမြဲသွားနေကြဟိုတယ်ကိုတိုးထင်းခွေးကိုလမ်းပြခေါ်သွားခဲ့ပါတယ်ကရိုးကတိုးထင်းခွေးကိုအဝါမှာစောင့်ခိုင်းပြီးဧကန်မန်နေဂျာကိုရှာဖို့တယောက်တည်းအထဲကိုဝင်သွားခဲ့ပေမဲ့သူ့မှာခန်းထားတဲ့အဝတ်စားတွေမရှိတော့ဘူးဆိုတာကိုမေ့သွားတဲ့အတွက်စပွဲထိုးကသူ့မကိုနောက်တစ်ခါဘက်ကနေပြစ်ချလိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲတိုးထင်းခွေးကပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ချိန်မှာပယိုးကောင်းမွန်တဲ့အစားအစာတွေကိုစားသုံးနေတာကိုတွေးလိုက်ရပါတယ်ကရိုးသူ့ကိုစွန့်ပစ်သွားပြီလို့ထင်မှတ်ပြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ပါတော့တယ်ဒါပေမဲ့သူမသိခဲ့တာကအဲ့ဒီခွေးဟာကရိုးလုံးဝမဟုတ်ပါဘူးအစ်စ်အမှန်ကရိုးရောက်လာပြီးသူ့ကိုရှာတဲ့အချိန်မှာတော့တိုးထင်းခွေးကအဝေးကိုထွက်သွားခဲ့ပါပြီကရိုးမှာတယောက်တည်းလမ်းတွေပေါ်မှာရှောက်သွားဖို့နဲ့ညဘက်မှာတက်ထူပုံထဲမှာချမ်းတုံပြီးအိတ်ဆက်ရဖို့ပဲရှိပါတော့သည်နောက်တနေ့မှာဗိုက်စာနေတဲ့ကရိုးကဘက်ကတ်မုတ်တကိုက်ကိုတွေ့သွားပါတယ်သူစားခါနီးမှာပဲသူ့ကိုလိုက်လံချေရခံနေတဲ့ဒိုဘာမန်ကိုတွေ့လိုက်ရပါတယ်အရေးကြီးတဲ့အချိန်မှာပဲတိုးထင်းခွေးကဝင်လာပြီးကရိုးကိုပါစက်နဲ့ကိုက်ကထွက်ပြေးသွားပါတယ်ထို့နောက်တိုးထင်းခွေးကကရိုးကိုအိမ်ပြန်ပို့ပေးပါတယ်ဒါပေမဲ့လူသူကင်းမဲ့တဲ့နေရာတစ်ခုမှာတိုးထင်းခွေးကအန်ရယ်ကိုအာယုံခံမိလိုက်ပါတယ်တကယ်လဲချင်းသေးတစ်ကောင်ပေါ်လာပြီးနောက်ထပ်နှစ်ကောင်ထပ်ပေါ်လာပါတယ်တိုးထင်းခွေးကရှေ့မှာရက်ပြီးကရိုးကိုပြလေးခိုင်းပေမဲ့ကရိုးကတော့ရန်သူကိုအတူတကွရင်ဆိုင်ဖို့သူ့ဘေးမှာပဲရက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလေပြင်းတွေတိုက်ခတ်လာပြီးချီဝါဝါစစ်တပ်ကြီးရောက်ရှိလာပါတော့သည်ဒေါသထွက်နေတဲ့ချီဝါဝါဒါဇင်နဲ့ချီပြီးရင်ဆိုင်လာရတဲ့အခါချင်းသေးသုံးကောင်မှထွက်ပြေးဖို့ပဲရှိပါတော့သည်ချီဝါဝါခေါင်းဆောင်ရဲ့ဦးဆောင်မှုနဲ့ကရိုးနဲ့တိုးထင်းခွေးတို့လူသူကင်းမဲ့တဲ့နေရာကိုအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့ကြပါတယ်အဲ့ဒီနောက်တိုးထင်းခွေးကကရိုးကိုယထာပေါ်တင်ပေးလိုက်ပါတယ်ကရိုးကနှမျောတတနဲ့နောက်ကိုလှည့်ကြည့်ပေမဲ့တိုးထင်းခွေးကတော့တန်မိုးကြီးတဲ့ချီဝါဝါတစ်ကောင်ဟာသူ့လိုလေလွင့်ဘဝနဲ့တစ်သက်လုံးနေနိုင်မှာမဟုတ်ဘူးဆိုတာသိထားလို့နောက်ကိုတောင်မလဲဝင့်ပါဘူးဒါပေမဲ့အဆုံးမှာတော့တိုးထင်းခွေးကမနေနိုင်ပဲယထာနောက်ကိုလိုက်ပြေးခဲ့ပြီးကရိုးကလည်းဆုံးဖြတ်ချက်ချကယထာပေါ်ကနေခုန်ချလိုက်ပါတော့သည်သူတို့နှစ်ဦးဟာတယောက်နဲ့တယောက်ရဲ့အားကိုးရာဖြစ်လာခဲ့ကြပါပြီးမကြခင်မှာပဲသူတို့ရဲစခန်းကိုရောက်ရှိလာပြီးရဲတွေကပျောက်ဆုံးနေတဲ့ခွေးပိုစတာကနေကရိုးကိုချက်ချင်းမှတ်မိသွားကပိုင်ရှင်ထံအကြောင်းကြားလိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဒိုဘာမန်ကထွက်ပြေးလာပြီးကရိုးကိုဆွဲထုတ်သွားပါတော့သည်ဒီမြင်ကွင်းကိုအနီးနားကချီဝါဝါတစ်ကောင်ကမြင်သွားပါတယ်ခွေးကိုသမားကကရိုးကိုကားထဲပစ်ထည့်မဲ့ဆဲဆဲမှာပဲအဲ့ဒီချီဝါဝါကထွက်ပြေးလာပြီးခွေးကိုသမားကိုကိုက်ကကရိုးကိုကဲထုတ်ပြီးပြေးသွားပါတော့သည်ဒါပေမဲ့ခဏကြာမှပဲဒိုဘာမန်ကသူတို့ကိုထောင်ချိုးမှပိတ်ဆို့လိုက်ပါတယ်အရေးကြီးတဲ့အချိန်မှာတိုးထင်းခွေးရောက်ရှိလာပါတယ်ကရိုးကချက်ချင်းရှေ့ကိုတိုးပြီးဒိုဘာမန်ရဲ့လေဘင်းကိုကိုက်လိုက်ပေမဲ့ကြောက်နေရန်ကိုလွင့်စင်သွားခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတိုးထင်းခွေးကဝင်တိုက်ကဒိုဘာမန်ကိုတတိလစ်သွားစေခဲ့ပါတယ်မကြခင်မှာပဲကရိုးရဲ့ပိုင်ရှင်ရောက်ရှိလာပြီးကရိုးရဲ့လေးလွင်ရတဲ့ရက်တွေလည်းတရားဝင်ပြီးဆုံးသွားပါတော့သည်ခွေးကိုသမားတွေအားလုံးလည်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံရပြီးရဲစခန်းရဲ့ချီးကျူးမှုကိုရရှိခဲ့တဲ့တတိရှင်တိုးထင်းခွေးကြီးကတော့လေးလွင်ဘဝကနေရဲခွေးတစ်ကောင်ဖြစ်ဘဝတစ်ကိုစတင်နိုင်ခဲ့ပါတော့သည်